ကဲဒီနေ့ပြောပြပြီးသွားမယ်အကြောင်းအရာလေးကတော့ကျွန်တော်တို့ My ID ထဲမှာပေါ့နော်ကျွန်တော်တို့ My Ticket ထဲမှာ1000ကျပ်နဲ့ 10GB ထိကျွန်တော်တို့ MB ရအောင်ဘယ်လိုဝယ်ရမလဲကျွန်တော်ဒီဗီဒီယိုထဲမှာကျွန်တော်ပြောပြပြီးသွားမှာဖြစ်ပါတယ်နော်ကဲကျွန်တော်တို့ဒီမှာတော့ *1711 hash လို့နှိပ်ပြီးကျွန်တော်တို့ဒီမှာခေါ်လိုက်ပါ My Ticket နံပါတ်နဲ့ပေါ့နော်ကျွန်တော်တို့ဒီမှာအခုကျွန်တော်တို့ဒီမှာနံပါတ်4ကို UAP send လို့နှိပ်လိုက်ပါကဲဒီမှာကျတော့ကျွန်တော်တို့နံပါတ်9ကိုယူရပါမယ်ကဲဒီမှာကျတော့နံပါတ်1ကိုနှိပ်ပြီး attribute send လို့ပြီးနှိပ်လိုက်ပါဒီမှာကျတော့ကျွန်တော်တို့1000ဖို့တစ်ဆောင်ပဲဝယ်လိုက်ပါမယ်ဒီမှာ1ကိုနှိပ်ပြီးတစ်ဆောင်ဝယ်ပါမယ်ဒီမှာကျတော့ကျွန်တော်တို့ MB 400 MB ရမယ်ပြီးတော့ကျွန်တော်တို့ဒီမှာကျတော့ bonus က3ပထမဆုံးဝယ်မယ်ဆိုရင် 3GB အထက်ကျွန်တော်တို့ဒီမှာ bonus လေးပြရပါတယ်เนาะဒါကျတော့ကျွန်တော်တို့အောင်ပါလေးကိုထီထိုးပြီးကျွန်တော်တို့နေပေါ်ထီထိုးဆောင်နဲ့ပြီးတော့ MB 400ကိုကျွန်တော်တို့ MB 400ပြီးတော့ကျွန်တော်တို့ဒီထဲမှာ bonus တွေပေါ့เนาะတစ်ခါလေးကြာရင်ကျွန်တော်တို့ 5GB 4GB 3GB အဲ့လိုပါပြီးပါရเนาะပထမဆုံးဝယ်တဲ့သူတွေအတွက်ဆိုရင်တော့ပိုအဆင်ပြေပါမယ်ဒီအောင်ပါလေးတစ်ခါမှမဝယ်သေးဘူးဆိုရင်အခုအောင်ပါလေးကို1000ကျပ်နဲ့ဝယ်ပြီးကျွန်တော်တို့အနည်းဆုံးတော့ကျွန်တော်တို့ 5GB တော့ကြော်မှာပဲပထမဦးဆုံးဝယ်မဲ့သူတွေဆိုရင်အကယ်လို့လူဟောင်းဆိုရင်တော့ကျွန်တော်တို့ 1.5GB 2GB လောက်ပဲရှိမှာเนาะအခုဒီအောင်ပါလေးကိုတစ်ဆောင်ဝယ်မှာဆိုရင် 2GB လူအသစ်ဆိုရင် 2GB လူဟောင်းဆိုရင်ကျွန်တော်တို့များပါမယ်เนาะပြီးတော့ကျွန်တော်တို့ channel မှာလည်း My ID Hack application တို့ဘာလို့ကျွန်တော်တို့ Telegram channel ဖြစ်တယ်mytech00လို့နေ channel ကျွန်တော်တို့ Telegram channel ပို့ပါတယ်เนาะကဲကျွန်တော်တို့ Telegram channel ဖြစ်တဲ့တော်စင်ဆိုတဲ့ channel မှာကျွန်တော်တို့ My ID Hack application အသစ်Telenor internet free 3နေ့တို့ဘာလို့ကျွန်တော်တို့အစုံလင်တင်ပေးကြပါရနော်ကဲ Hack application အဆင်မပြေတဲ့ brother တွေဆိုရင်ကျွန်တော်တို့ဒီမှာလာပြီး Hack application တော်စင်ဆိုတဲ့ channel မှာလာပြီးကျွန်တော်တို့ Hack application အသစ်ပေါ့နော်လာပြီး down ဆွဲလို့ရပြီပြီးတော့ဘယ်ချိန်ဆော့ရမလဲဘယ်ချိန်ပေါက်များလဲဆိုတော့main ရတဲ့ brother တွေကျွန်တော်ဒီမှာကျွန်တော်ရဲ့ဒီ Telegram channel ထဲမှာတင်ပြထားပါနော်ဘယ်အချိန်ဆော့မယ်ဆိုရင်ပိုကောင်းတယ်ဘယ်ချိန်ပေါက်သိနေပါညာပေါ့အစုံဒီလိုမျိုး application နဲ့ကျွန်တော်တို့ MB1 MB မြောက်ဝယ်နေပေါ့နော်ကျွန်တော်တို့ဒီ channel မှာအများတင်ဆက်ပြီးသွားမှာဖြစ်တော့ကြောင်းကျွန်တော်တို့ဒီ channel ကိုlike နဲ့ subscribe နဲ့ကူညီပေးကြပါအောင်နော်